se come una paella. Cucucucurea, se bebe una estrella. Jala tiembla, que viene cucurea. Jala tiembla, toma una galleta. ဒီချင်းကိုကူကူရဲလာဆိုလိုက်တိုင်းစပိန်စကားနားမလည်ရင်တော့မှကျွန်တော်တို့ရည်မိကြတယ်မဟုတ်လားဒါပဲပဲဒီရီမောတန်ရဲ့နောက်ွယ်မှာသူ့တချင်းတန်ကိုမကြားနိုင်တဲ့သားတစ်ယောက်အတွက်ဘာမဆိုပေးဆက်ဖို့တင်ရှိနေတယ်ဖခင်တစ်ယောက်ရှိနေတယ်ဆိုတာကိုတော့ကျွန်တော်တို့သေချာမသိကြပါဘူးမင်္ဂလာပါဘောဘောပိုင်မိုးဆက်ကပြန်လဲကြိုဆိုလိုက်ပါတယ် The Coco Chant. No, it's because this started few years ago. Alam tiembla, que viene cucurea. One guy looks like Mark Yeah. because they had the same hair. And that guy created that song. Now my top one of my playlist is Cucucucurea. ဒီမှာတော့သပင်စုပ်ဖွားနဲ့ပျော်ပျော်နေတဲ့သူလို့လူသိများတဲ့ဂူရဲလာရဲ့လူသိနေတဲ့ကွင်းပြင်ပမိသားစုဘဝအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဘောလုံးသမားများစုဟာတင်းတစ်ကိုပြောင်းတော့မယ်ဆိုရင်လစာဘယ်လောက်ရမလဲဆိုတာကိုပဲအရင်မေးလို့ရှိကြပါတယ်။ဒါပေမဲ့ဂူရဲလာကတော့အော်တဇင်ယောဂကုထုံးရဲ့ဒါနဲ့ပတ်သက်တဲ့ထူးသင်တန်းကျောင်းတွေရဲ့ကိုပဲအရင်မေးခဲ့ပါတယ်။2026နွေရာသီမှာရီယယ်မက်ဒရစ်အသင်းကအသက်28နှစ်အရွယ်ဘယ်နောက်ခံလူကူရဲလာကိုခေါ်ယူဖို့ဆက်သွယ်လာတဲ့အခါဘောလုံးနဲ့ပတ်သက်တဲ့စကားတွေမစခင်သူ့ဘက်ကမေးလိုက်တဲ့မေးခွန်းတစ်ခုပဲရှိခဲ့တာပါ။လာစားကြောင်းလည်းမဟုတ်ဘူး။လေ့ကျင့်ရေးကွင်းကြောင်းလည်းမဟုတ်သလိုဘယ်နေရာမှာကစားရမှာလဲဆိုတာလည်းမဟုတ်ပါဘူး။ကျွန်တော်ကိုစိတ်ဝင်စားတဲ့အသင်းရှိလာရင်ပထမဆုံးလုပ်တာကသားအတွက်တင့်တော်တဲ့အကြောင်းတွေကုသပေးနိုင်တဲ့နေရာတွေရှိလားဆိုတာစီစစ်တာပါပဲ။ကျွန်တော်သားနဲ့အဆင်ပြေမဲ့အကြောင်းနဲ့ကုသမှုမျိုးရှာလို့မရနိုင်တဲ့ဘယ်အသင်းကိုမှကျွန်တော်ပြောင်းမှာမဟုတ်ပါဘူး။ဂူရဲလာရဲ့သားအကြီးဆုံးမာတီယိုဟာအော်တဇင်ကလေးငယ်တစ်ယောက်ပါ။လက်ရှိမှာ6နှစ်အရွယ်ရှိပြီဖြစ်တဲ့မာတီယိုဟာအော်တဇင်ကလေးဆိုတာကိုသူ့အသက်4နှစ်သားမှစသိခဲ့ရတာပါ။မာတီယိုဟာစကားမပြောနိုင်သလိုစူညံတန်နေနဲ့လူစုလူဝေးကိုလည်းကြောက်တတ်တာမို့ဂူရဲလာရဲ့ပွဲတွေကိုလာကြည့်လည်းမရှိပါဘူး။ပွဲလာကြည့်တဲ့ခောက်တွေမှာဆိုရင်လည်းစူညံတန်မရှိတဲ့တီးတန့်အခန်းထဲမှာ iPad လေးနဲ့ရုပ်ရှင်တွေ YouTube တွေကိုပဲကြည့်နေတတ်တာပါ။မာတီယိုဟာကူရဲလာရဲ့ဘဝမှာအရေးကြီးဆုံးလူတစ်ယောက်ဖြစ်ပြီးသူ့ဘဝရဲ့အရေးပါတဲ့ဆုံးဖြတ်ချက်တိုင်းဟာဘယ်ရာကမာတီယိုအတွက်အကောင်းဆုံးလဲဆိုတဲ့ချက်ပေါ်မှာပဲမူတည်ခဲ့တာပါ။အော်တဇင်လက္ခဏာတွေစပြတော့မာတီယိုဟာတော်တော်ငယ်ပါသေးတယ်။တချင်းဖွင့်ထားချိန်မှာလက်ကလေးတွေခါရမ်းတက်လို့စားချင်းတော့ကနေတာပဲလို့ကူရဲလာနဲ့သူ့မျိုးသမီးကလော်ရီယာတို့ကထင်ခဲ့ကြတာပါ Martin was born 4 years ago. We saw that some things were different with the other kids. ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှမျက်လုံးချင်းမစုံတာနာမည်ခေါ်ရင်ပြန်မထူတာစကားပြောချိန်နောက်ကျတာတွေကိုသတိထားမိလာခဲ့ကြပါတယ် We didn't find ဆရာဝန်တွေကလည်းနားရဲပို့ဝင်လို့နားမကြားတဲ့ပြဿနာဖြစ်ရတာလို့ထင်ခဲ့ကြပေမဲ့နောက်ပိုင်းကျမှအော်တဇင်ဖြစ်နေတယ်ဆိုတာကိုအတည်ပြုနိုင်ခဲ့ကြတာပါအော်တဇင်ဖြစ်နေတဲ့ကလေးတယောက်ရှိလာရင်သူတို့ကိုနားလည်အောင်သင်ယူရပါတယ်သူတို့ကတခြားကလေးတွေလိုမဟုတ်ပဲအရာရာကိုခံစားပုံချင်းမတူကြဘူးလေအစင်မပြေဖြစ်နေမှမြင်နေရပါမဲ့ဘလို့ကူညီပေးရမှန်းမသိတဲ့အခါတွေလည်းရှိတယ်အဲ့ဒီလိုဘလို့ကူညီပေးရမှန်းမသိပဲစိတ်မကောင်းဖြစ်ရတာဟာအခက်အခဲဆုံးစိတ်ပိုင်းပါပဲကူရဲလာကပရိုဘောလုံးသမားတယောက်မှတွေ့ရခဲ့တဲ့ရိုးသားမှုမျိုးနဲ့ဒီအကြောင်းကိုပွင့်ပွင့်လင်းလင်းပြောခဲ့ပူပါတယ်တာဖြစ်သူရှိမှဘာမှမလုပ်ပေးနိုင်ပဲမစွမ်းမဆောင်နိုင်ဖြစ်ရတာကရင်ကျိုးရလွန်းလို့ဒီအကြောင်းကိုပြောရတာခက်ခဲဆုံးပါပဲလို့ဝန်ခံခဲ့ပါတယ် Brighton အဲ့ဒီနောက်မှာ Chelsea အသင်းစီပြောင်းခဲ့တော့ကမိသားစုတစ်ခုလုံးလန်ဒန်ကိုပြောင်းလာခဲ့ကြပြီးလန်ဒန်မှာပဲမာတီယိုအတွက်လူချင်းဆောင်ရှောက်မှုနဲ့အထူးကုသမှုပေးနိုင်တဲ့အကြောင်းကိုရှာတွေ့ခဲ့တာပါစောစောစီးစီးကုသခွင့်ရခဲ့လို့သားလေးရဲ့တိုးတက်မှုကလည်းအားရစရာဖြစ်လာခဲ့ပါတယ်။သားလေးရဲ့တိုးတက်မှုတေးသေးလေးတစ်ခုတိုင်းဟာသူတို့အတွက်တော့ဘောလုံးပွဲမှာဂိုးသွင်းလိုက်တာဖလားရလိုက်တာတွေထက်ပိုတာတဲ့အောင်မြင်မှုဖြစ်ခဲ့ပါတယ်။2026ကမ္ဘာဖလားပြိုင်ပွဲရောက်တော့လဲဘောလုံးကန်တွေတို့မိသားစုကိုအိမ်ပြန်လွှတ်တာမျိုးမလုပ်ဘဲမာတီယိုအတွက်မိုင်ယာမီမှာ10ပတ်ကြာအထူးကုသမှုသင်တန်းတက်နိုင်အောင်စီစဉ်ပေးခဲ့ပါတယ်။စပိန်သင်းပွဲစဉ်တွေနဲ့တိုက်ဆိုင်ပြီးမိသားစုပါအဲ့ဒီမှာလိုက်နေခဲ့ကြတာပါ။
တားဖြစ်သူရဲ့ကျမ်းမာရေးကိစ္စကလည်းအရေးကြီးသလိုကဘာဖလားဆိုတာကလည်းကူကူရဲလာရဲ့ကစားသမားဘဝအတွက်ထပ်တူရေးပါတာမို့နှစ်ခုစလုံးအဆင်ပြေအောင်ကြိုးစားခဲ့ရတာပါကူကူရဲလာဟာအော်ဒဇင်ဖြစ်နေတဲ့ကလေးငယ်တယောက်နဲ့စကားပြောရင်းဝမ်းနဲ့စိတ်ကိုမထိန်နိုင်ပဲငိုကြွေးခဲ့မှုပါသေးတယ်သူလိုပဲခက်ခဲတဲ့လက်တွေ့ဘဝကိုဖြတ်သန်းနေရတဲ့တခြားမိသားစုကိုမြင်လိုက်ရတဲ့အခါကိုချင်းစာစိတ်ဖြစ်ခဲ့တာပါဒီလိုကလေးမိဘတွေအနေနဲ့ကိုကလေးရဲ့လိုအပ်ချက်တွေကိုစကလုံးမပါပဲသိအောင်လုပ်ရတာကအတော်လေးခက်ခဲတယ်လို့သူကဆိုခဲ့ပါတယ်ခုဆိုရင်တော့သူဟာကမ္ဘာ့ဖလားချန်ပီယံဖြစ်သွားခဲ့ပါပြီစပိန်အတွက်ပွဲတိုင်းပါဝင်ကစားခဲ့ပြီးနိုင်ပွဲတစ်ခုလုံးမှာတကူးတဲ့သာပေးခဲ့ရတဲ့စပိန်ခံစစ်မှာလည်းအရေးပါတဲ့ကစားသမားဖြစ်ခဲ့ပါတယ်ဘောလုံးသမားတိုင်းလိုချင်တဲ့ကမ္ဘာဖလားကိုရခဲ့ပေမဲ့ကူကူရဲလာကတော့သူ့သားလေးကျမ်းမာနေဖို့ကိုပဲပို့ပြီးလိုရှိပါတယ်ကျွန်တော်သားရဲ့တိုးတက်မှုတည်တည်လေးတစ်ခုစီတိုင်းကကျွန်တော်အတွက်တော့ဘယ်စုဖလားထက်မဆိုပို့ပြီးအတိတ်ပဲရှိပါတယ်ကျွန်တော်သားလေးကျမ်းမာနေမယ်ဆိုရင်ကျွန်တော်မှာပတ်စံတပြားမှမရှိလဲဖြစ်ပါတယ်ကျွန်တော်ဒီလိုစပင်ပုံစံထားတာသားလေးကအရန်သဘောကျလို့ပါတနေ့နေ့မှာသူကျွန်တော်ကိုမေ့သွားရင်တော့ကျွန်တော်စပင်ပုံစံကိုကြည့်ပြီးသူကျွန်တော်ကိုမှတ်မိနိုင်ပါလေမာဒီယိုဟာသူ့အဖေဘောလုံးကန်တာကိုကြည့်လေမရှိပေမဲ့အဖေဖြစ်တဲ့ကူကူရဲလာကတော့ကဘာဖလားထက်ပိုခက်တဲ့ဘဝတိုက်ပွဲထဲမှာအော်တဇင်သားတယောက်အတွက်ကြိုးစားရုန်းကန်နေသေးပါပဲကဘာဖလားအပါဝင်စူဖလားရီစုတစိတ်တွေဟာအချိန်တစ်ခုရောက်ရင်ဖုန်တက်သွားနိုင်ပေမဲ့ဖခင်တယောက်ရဲ့မေတ္တာတရားကတော့ဘယ်တော့မှဟောင်းနှမ်းသွားမှာမဟုတ်ပါဘူးအခုလို့ကူကူရဲလာရဲ့မိသားစုဘဝအကြောင်းသိရတဲ့အခါမိတ်ဆွေတို့ရဲ့ခံစားချက်ကိုလည်း comment မှာပြောခဲ့ပေးပါအောင်ကူရဲရစေကောနာပါရကူရဲ ဗီဒီယိုလေးကိုသဘောကျရဲဆိုရင် like and share နဲ့အားပေးခဲ့ပါအောင်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်